ဒီကနေ့ကျွန်တော်တို့ကစင်ချင်းနှလုံးသွင်းမယ်နှုတ်ကပတ်တော်ကတစီးနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်အတူတကွသင်ယူမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဒီလိုလေးပေးထားတယ်ရှောင်ရသောတစီးပြစ်ပယ်ရသောတစီးမပူဇော်ရသောတစီးပူဇော်ရသောတစီးဆိုပြီးမှတစီး၄မျိုးနဲ့ပတ်သက်ပြီးမှကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်အဲ့တော့တစီးနဲ့ပတ်သက်ပြီးမှတမန်ကျမ်းစာတစ်ခုလုံးကိုကြည့်တဲ့အခါမှာခြုံပြီးမှ၄မျိုးအနေနဲ့ဖော်ပြထားတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့တစီးရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့နံပါတ်1ကသူ့မှာပဂတိအရေးချင်းရှိတယ်နော်တစီးရဲ့ဂုဏ်သတ္တိတစီးနဲ့ပတ်သက်ပြီးမှသခင်ခရစ်တော်ကကောင်းတဲ့နေရာမှာလဲဥပမာသုံးပြီးမှဖော်ပြထားတယ်ဥပမာကောင်းကင်နိုင်ငံကိုဘယ်လိုမျိုးနဲ့တင်စားပြီးမှသခင်ရှော့ပြောတယ်လဲဆိုတော့မိမတယောက်ဟာတဲ့မုံတလုံးပေါ်မှာတစည်းထဲလိုက်တာနဲ့တူတယ်တဲ့အဲ့ဒီခါမှာအဲ့ဒီမုံစိမ့်တစ်ခုလုံးကအဲ့ဒီမုံတစ်ခုလုံးအဲ့ဒီတစည်းထဲတဲ့ခါမှာကြီးထွားသွားတယ်အဲ့ဒါလိုပဲဘုရားသခင်နိုင်ငံတော်အဲ့ဒီတရားစကားဟာတည်တည်လေးပေမဲ့နော်အဲ့ဒီတရားစကားဘုရားရဲ့နိုင်ငံတော်စတဲ့ချိန်မှာတည်တည်လေးပေမဲ့တဖြည်းဖြည်းကြီးထွားသွားတယ်ဆိုတော့နိုင်ငံတော်ရဲ့ကြီးထွားခြင်းနှုတ်ကပတ်တော်ရဲ့အာနိသင်ဘုရားသခင်နှုတ်ကပတ်တော်ရဲ့တကိုးကိုလည်းတစည်းနဲ့ခိုင်းနိုင်ထားတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့တစည်းကိုကောင်းတဲ့နေရာမှာခိုင်းနိုင်တဲ့ဥပမာမှာလည်းသုံးတယ်လို့မကောင်းတဲ့နေရာမှာခိုင်းနိုင်တဲ့ဥပမာမှာလည်းပဲအသုံးပြုတယ်အဲ့တော့တစည်းရဲ့အဓိပ္ပာယ်ကပဂရိသူ့မှာအရေးချင်းရှိတယ်နံပါတ်2ဘာကိုပုံဆောင်ပြမှလည်းပေါ်ပြထားပြန်တယ်လဲဆိုတော့အပြစ်နဲ့ပတ်သက်တဲ့အရာမှာလည်းတစည်းနဲ့ဥပမာပေးပြီးပေါ်ပြထားတယ်စိုးညစ်တဲ့အရာတွေဟောင်းနှောတဲ့အရာတွေနော်မကောင်းတဲ့အရာတွေအတွက်လည်းတစည်းကိုဥပမာပေးပြီးမှဖော်ပြထားတယ်အဲ့တော့ဝပြရကြံခိုင်းနှစ်အပိုက်ငယ်စနစ်ကိုဖတ်ပေးခြင်းနဲ့အူတီသောအသီးအနှံကိုပူဇော်သောအရာမှာတစည်းနှစ်ပြားရည်ကိုထာဝရဘုရားအားပူဇော်ရတော်လေမွှေးကြံရာဖို့ရစ်ပလင်ပေါ်မှာမီးမရှူရနော်အဲ့တော့ဘုရားသခင်ကတစီးပါတဲ့မုံကိုအတိုင်းတာတစ်ခုအထိခွင့်ပြုထားတယ်ဓမ္မဟောင်းကာလမှာသူ့ကိုပူဇော်ဖို့ဒါပေမဲ့ရစ်ပလင်မှာမီးရှူဖို့ရန်အတွက်လုံးဝခွင့်မပြုဘူးအဲ့တော့ရစ်ပလင်နေရာမှာတော့လုံးဝတစီးပါလို့မရဘူးဆိုတော့မှဖော်ပြထားတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်တွေကိုလည်းကျွန်တော်ဒီကနေ့အတူတကွဆင်ခြင်နှလုံးသွင်းခံယူသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ရှောင်ရမယ့်တစီးရှောင်ရမယ့်တစီးကသခင်ခရစ်တော်ကိုယ်တိုင်ကမာကုအခန်းကြီး8အပိုက်ငယ်15မာသဲအခန်းကြီး16အပိုက်ငယ်9ကနေ7ထဲမှာဘယ်လိုဖော်ပြထားလဲဆိုတော့ပါရရှဲတစီဇဒုကဲတစီဟီရုတစီတို့ကိုရှောင်ပါလို့ဖော်ပြထားတယ်အဲ့လိုရှောင်ခိုင်းတဲ့အခါတပည့်တော်လည်းဘယ်လိုထင်လဲဆိုတော့ငါတို့တွေမုံမပါလာလို့သခင်ခရစ်တော်ဟာရှောင်ခိုင်းတာထင်တယ်လို့ပြောတဲ့အခါမဟုတ်ဘူးမင်းတို့မုံမပါလို့ငါပြောတာမဟုတ်ဘူးဆိုတော့သခင်ခရစ်တော်ကရှင်းပြပေးတဲ့အခါမှာဆိုတော့သူတို့နားလဲသွားဘာနားလဲသွားလဲဆိုတော့ပါရရှဲရဲ့ဩဝါဒဇဒုကဲရဲ့ဩဝါဒဟီရုရဲ့ဩဝါဒအယူတွေကိုရှောင်ဖို့ရန်အတွက်သခင်ခရစ်တော်မှားတာပါလားဆိုတော့ကိုတပည့်တော်တွေကသိသွားတာဖြစ်တယ်အဲ့တော့ပါရရှဲရဲ့တစည်းကဘာကိုပြောချင်တာလဲဆိုတော့ခုနကယောမရောက်စာခန်းကြီး30ထဲမှာလည်းအနည်းနဲ့အများပါတယ်ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုတည်စီတဲ့နော်ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းကိုအားကိုးတဲ့နော်အယူဆကိုဘဟုပြုတဲ့ကိုဖြောင့်မတ်ခြင်းကိုရှာကြံတဲ့အယူဝါဒတွေနော်အဲ့ဒီပါရရှဲတစည်းတွေကအသင်းတော်ရဲ့အစမှာလည်းပဲအသင်းတော်ကိုအရင်ဆုံးတိုက်ခိုက်တာကပါရရှဲတစည်းဖြစ်တယ်ပညာတရားတွေတပါးမျိုးသားတွေပညာတရားကျင့်ရမယ်ဒါမှကယ်တင်ခြင်းရမယ်ဆိုတဲ့အယူအဆတွေဟာပါရရှဲတစည်းဖြစ်ပါတယ်ဇဒုကဲတစည်းကတော့ကျမ်းစာကိုလူရဲ့အယူအဆနဲ့ကိုက်တလောက်ပဲလက်ခံတဲ့အရာတွေဖြစ်တယ်နော်ဇဒုကဲတစည်းကတော့ကျမ်းစာမှာပြောတဲ့ဖျားစကားကိုအပြည့်အဝမယုံနိုင်ဘူးနော်အဲ့တော့ဇဒုကဲတစည်းတွေကဇဒုကဲတွေကရှင်ပြန်ထမြောက်ခြင်းလည်းမယုံဘူးကောင်းကင်မှာလည်းမယုံဘူးနာဝိညာဉ်တွေလည်းမယုံဘူးဘာဖြစ်လို့လဲမယုံလဲဆိုတော့သူတို့မမြင်လို့အဲ့တော့ဇဒုကဲတွေကမမြင်ရင်မယုံဘူးအဲ့ဒါဇဒုကဲတွေတစည်းကအဲ့တော့မြင်တလောက်လက်ခံနိုင်တလောက်ပဲသူတို့ကယုံကြည်တယ်အဲ့တော့ဟီရုရဲ့တစည်းကြတော့သူကဖယားထက်လောကအရာကိုဦးစားပေးတဲ့အရာဖြစ်ပါတယ်ဖယားလည်းသူ့ရဲ့လောကအရာနဲ့ပတ်သက်တဲ့အရာကိုထောက်ခံတရွေ့နော်အုတ်ခဲတယ်ဖယားကိုအုတ်ခဲတယ်ဒါပေမဲ့သူ
သူ့ကိုအပြစ်ပြောတော့မယ်သူ့ကိုဆုံးမတော့မယ်ဆိုလက်မခံတော့အဲ့ဒါဟီရိုရဲ့အယူဝါဒဟီရိုရဲ့တစည်းဖြစ်တယ်အဲ့မှာယောဟန်ကသူ့ကိုအပြစ်မပြောမချင်းယောဟန်ကိုတွဲယူသေးတယ်ဟီရိုကနော်ယောဟန်ကသူ့ကိုသူ့ရဲ့အမှားကိုမထောက်ပြမချင်းโอเคတယ်ဒါပေမဲ့ယောဟန်ကတနည်းကြတော့သူ့အမှားထောက်ပြပါလေမင်းသူ့ရဲ့ညီရဲ့မိန်းမကိုတိမ့်ပိုက်တယ်လေသူ့အမှားကိုတွားပြီးထောက်ပြတဲ့အခါကျလက်မခံတော့မုန်းတော့တာမုန်းပြီးဘယ်လိုလုပ်လဲထောင်ထဲပြစ်ချတာအဲ့တော့အသင်းတော်ထဲမှာကျွန်တော်အသင်းတော်မှာတော့မသိဘူးပေါ့နော်အသင်းတော်ထဲမှာခရိယန်တိုင်းဝိုင်းထဲမှာရှိနေနိုင်ပါတယ်ကျွန်တော်တို့ကိုအားပေးတဲ့အချိန်တွေတော့ကျွန်တော်ကကြိုက်နိုင်တယ်နော်ကျွန်တော်ကိုအားပေးတဲ့အချိန်ကျွန်တော်ကိုဆူတောင်းပေးတဲ့အချိန်ကျွန်တော်ကိုကူညီပေးတဲ့အချိန်ဟာလာကျွန်တော်ကိုဟာလာကျွန်တော်နဲ့အစဉ်ပြေနေတဲ့ချိန်မှာတော့ကျွန်တော်ကအဲ့ဒီလူတွေအဲ့ဒီဆရာတွေအဲ့ဒီယုံကြည်သူတွေကိုကျွန်တော်ကနှစ်သက်ကောင်းနှစ်သက်မယ်ဒါပေမဲ့ကျွန်တော်ရဲ့အမှားကိုဆုံးမတဲ့အခါကျရင်ကျွန်တော်ဆုံးမတဲ့သူကိုကျွန်တော်ကမုန်းတီးတယ်စိတ်ဆိုးတယ်ဆိုရင်ကျွန်တော်ရဲ့နှလုံးသားထဲမှာဘသူရဲ့စိတ်သဘောထားဘသူရဲ့တစည်းနေရာယူနေလဲဆိုတော့ဟီရိုရဲ့တစည်းဟီရိုရဲ့သဘောထားဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်ကိုရှောင်ဖို့သခင်ခရစ်တော်ကမိန့်မှာထားတာဖြစ်ပါတယ်အဲ့တော့ရှောင်ရမယ့်တစည်းကိုသခင်ခရစ်တော်ကပြောတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဂလာတိယစာခန်းကြီးကအပိုက်ငယ်9ကနေ10ထဲမှာလည်းပဲရှင်ပေါလုကထပ်ပြောပါတယ်အနှဲငယ်သောတစည်းလို့ဖော်ပြထားတယ်ရှင်ပေါလုကအဲ့တော့အဲ့ဒီအနှဲငယ်သောတစည်းဟာအနေရရှိတယ်ရှောင်ရမယ့်တစည်းဟာရှောင်ဖို့ရှောင်ရမယ်ပါရီရှဲရဲ့ယူဝါဒပြည့်ညက်တရားကျင့်မာကယ်ကျင့်ရမယ်ယုံကြည်သူဆိုတာပြည့်ညက်တရားကျင့်ရမယ်ဆိုတော့အဲ့ဒါလည်းပါရီရှဲတစည်းနော်နည်းနည်းလေးသွားမခံယူနဲ့နည်းနည်းလေးဟာအနေရရှိတယ်နော်အဲ့တော့အနှဲငယ်သောတစည်းရဲ့အနေရကိုရှင်ပေါလုကဒီလိုပြောထားတယ်ယခုယူသောအယူကားသင်တို့ကိုခေါ်တော်မူသောသူဤဩဝါဒကိုအမိပြု၍ယူသောအယူမဟုတ်အနှဲငယ်သောတစည်းသည်မုံစိမ့်တပုံလုံးကိုဖောင်းကြွစေတတ်၏သင်တို့သည်ကွဲပြားသောအယူရှိသမျှတို့ကိုပယ်လိမ့်မည်ဟုသခင်ဖျားကိုငါအမိပြု၍စိတ်ဆွဲလန်းခြင်းရှိ၏သင်တို့ကိုနှောက်ယှက်သောသူမည်သည်ကမိမိအပြစ်ဒဏ်ကိုခံရလိမ့်မည်အဲ့တော့ကျွန်တော်နှောက်ယှက်တဲ့သူတွေကတော့သူတို့အပြစ်ဒဏ်နဲ့ဖျားခံရမယ်ဒါပေမဲ့ကျွန်တော်ကတော့ရှောင်ရမှာဖြစ်တယ်ဘာနဲ့မကိုက်သမျှကိုကျွန်တော်ရှောင်ရမှာလဲဆိုတော့ကျွန်တော်တို့ကိုခေါ်တော်မူသောသခင်ယေရှုဖခင်ရဲ့ဩဝါဒနဲ့ကိုက်သလားမကိုက်ဘူးလားကျွန်တော်တို့ကိုခေါ်တဲ့ဖခင်သခင်ရဲ့တရားနဲ့ကိုက်သလားမကိုက်ဘူးလားဆိုတော့ကိုကျွန်တော်တို့ကစစ်ဆေးနိုင်တဲ့အနေထားပြောင်းယုံကြည်သူကနှုတ်ကပတ်တော်မှာလေ့ကျက်ရမှာဖြစ်တယ်အာမင်တမန်တရားမှာလေ့ကျက်ရမှာဖြစ်တယ်တချို့ကျမ်းစာတော်မှာကောင်းကောင်းမနှောကြည့်ဘူးကျမ်းစာလည်းကောင်းကောင်းမဖတ်ဘူးမလေ့လာဘူးဟိုသွားဒီသွားဟိုနားထောင်ဒီဟာနားထောင်နားမထောင်လည်းလို့မပြောဘူးတကယ်ကျမ်းစာကိုသင်ကိုယ်တိုင်ကောင်းကောင်းဖတ်ရှုသလားသင်ကိုယ်တိုင်ကောင်းကောင်းလေ့လာပြီလားနော်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ကိုနှောင့်ယှက်တဲ့တရားတွေရောက်လာနိုင်တယ်အသင်းတော်တောင်ကာစမှာတမန်တော်ရဲ့လက်ထက်မှာပင်လေယေရှုခရစ်တော်ကတပည့်တော်12ပါးကိုရွေးကောက်ပြီးတော့သူတို့ကိုတမန်တော်ဖြစ်ထားတယ်သူတို့အားဖြင့်အသင်းတော်စခဲ့တယ်ယူရရှကာယုကလွဲပြီးတော့မှာပေါ့အဲ့ဒီတမန်တော်12ပါးနောက်ပိုင်းရှင်ပေါလုတို့အဲ့ဒီတမန်တော်တွေအားဖြင့်ဖခင်ကအသင်းတော်စပြီးတော့မှတကယ်ခရစ်တော်ရဲ့အခွင့်အာဏာအပြည့်အဝခရစ်တော်ထက်နည်းနည်းမှမလျော်တဲ့လုတ်ပိုင်ခွင့်နေတဲ့တမန်တော်တွေကနိုင်ငံတော်ကိုတီထောင်ခြင်းအမှုမှာအသုံးတော်ခံခဲ့ကြတာဖြစ်တယ်အဲ့တော့သူတို့လှုပ်ဆောင်ခရစ်တော်လည်းတည်တဲ့သူတွေရှင်စေတယ်တမန်တော်လည်းတည်တဲ့သူရှင်ခိုင်းတာပဲခရစ်တော်လည်းနားတဲ့သူတွေကျမ်းမာစေသူတို့လည်းကျမ်းမာစေတယ်ပီတရုရဲ့အရေးဆိုတော့လူတွေကဘာဖြစ်လဲပီတရုအရေးထီးတဲ့သူတွေပင်လင်းဘာဖြစ်လဲကျမ်းမာသွားတယ်အရှင်ပေါလုရဲ့ပပွားလေးနော်လက်ကင်ပွားလှမ်းပေးလိုက်တယ်ပို့ပေးလိုက်တယ်မသွားနိုင်လို့အဲ့ဒီလက်ကင်ပွားထီးတဲ့သူတွေပင်လင်းကျမ်းမာသွားကြတယ်အဲ့တော့ခရစ်တော်ရဲ့ကိုးစားပြုအခွင့်အာဏာနဲ့သူတို့အပြည့်အဝအသင်းတော်ကိုတီထောင်တဲ့အဲ့ဒီအခွင့်အာဏာတကူ fake miracle တခုမှမပါဘူးနမိတ်လက္ခဏာအတုတခုမှမပါဘူးအခုကမှတော့နမိတ်လက္ခဏာအတုတွေအများကြီးရှိတယ်နော်ရည်ရဲရရတယ်ကျွန်တော်မျိုးသမီးကဆရာမကပြောတယ်သူ့အမနဲ့ပေါ့နော်သူ့အမနဲ့ပြောတယ်နင်တို့ဆရာတဲ့လူတယောက်ကိုနားကြားသွားပြီဆိုတော့လိုက်ကြော်ညာနေတာတဲ့ဟိုမှာအိမ်ရောက်တော့ပါဖြစ်လဲမကြားတော့အဲ့တော့ဒါပေမဲ့ तू ကကြားပြီလို့ဆက်ပြီးကြော်ညာနေတော့ပုံနဲ့အဲ့ကြောင့်မိမပြောပြလိုက်တယ်နင်တို့ဆရာကလို့အဲ့ဒီလူကို
သူတို့သုံးတဲ့နော်သူတို့ရဲ့ conference မှာသုံးတဲ့ sound box တွေလေကျွန်တော်အရှိဆုံးမှမထိုင်နိုင်ဘူးလေတုံဆိုလေ buffer တွေကလေတလား bass တွေကအရန်ပြင်းတယ်လေအဲ့တော့ sound box နဲ့ mic ပါထားပေးခဲ့ရမှာတဲ့နော်အဲ့တော့အဲ့ဒီနားမကြတဲ့နားလုံးဝကန်းတာမဟုတ်ဘူးနားလေးတာတော်တော်လေးကိုလေးတာတော်တော်ကြီးကိုလေးတာဒါပေမဲ့ mic နဲ့အဲ့ဒီ sound box အကြီးကြီးနဲ့ကြောသူကြားတယ်ကြားတယ်ပေါ့ကွာသိမလားဒါပေမဲ့အိမ်ရောက်တော့ဘာဖြစ်လဲမကြားတော့ဘူးအဲ့ဒါလည်းပါလေနမိတ်လက္ခဏာအတုနော်အခုကိကနမိတ်လက္ခဏာအတုတွေရှိတယ်အဲ့တော့ဆရာတယောက်ပြောတယ်ခရိယန်နေတယ်မင်းတို့အဲ့လောက်တောင်နမိတ်လက္ခဏာတွေ့ချင်အတုတွေတွေ့ချင်ရင်ဘုရားကျောင်းသွားမနေနဲ့တဲ့စက်ကပွဲတာနေတိုင်းကြည့်ကြတယ်နော်စက်ကပွဲမှာဘာဖြစ်လဲနမိတ်လက္ခဏာအတုခေါင်းပြတ်တယ်တဲ့သိမလားနော်ခေါင်းပကံပြားပေါ်မှာလေခေါင်းလေးထားတယ်လို့မျိုးအဲ့ဒါတွေအတုလေနော်ဆိုတော့ပြောချင်တာအတုတွေမြောက်များစွာရှိတယ်အခုကိမှာဒါပေမဲ့တမန်တော်ရဲ့လက်ထက်မှာတမန်တော်ရဲ့အသင်းတော်မှာပြုတဲ့နမိတ်လက္ခဏာတွေကလေယုံကြည်သူတွေပင်လေအံ့ဩရတယ်မယုံကြည်သူတွေလည်းအံ့ဩရတယ်မိန်မောတွေ့ဝအံ့ဩရတယ်အဲ့လိုတကယ်ခရစ်တော်ယေရှုရဲ့ကိုယ်စားပြုတကူကိုယ်စားပြုအခွင့်အာဏာနဲ့ကိုယ်စားပြုလုပ်ပိုင်ခွင့်နဲ့သူတို့ကလုပ်တာဖြစ်တယ်အဲ့တော့ရှင်ပေတရုကပြောတယ်လေမင်းဝိညာဉ်တော်လှည့်စားတဲ့အတွက်ကြောင့်မင်းပျက်စီးမယ်ပြောလိုက်တာနဲ့ချစ်ဘုံခနဲ့လဲပြီးသေးတာကြည်စားသူရဲ့နှုတ်ကနေဘာဖြစ်လဲချီနှောင်လိုက်တာနဲ့ဘာဖြစ်သွားလဲဘုံခနဲ့ပဲချီနှောင်လိုက်တာနဲ့ဘုံခနဲ့ပဲသူမိမပြန်လာအာနင်းနဲ့ရှဖရီလေရှဖရီဟဲ့ဟုတ်လားမှန်လားနင်းယောက်ျားလို့ပြောတယ်ဟုတ်လားမှန်လားအဲ့လောက်နဲ့ပဲမင်းတို့ရောင်းရသူမိမလည်းပါလဲဘုမသိပါနဲ့ဟုတ်ပါတယ်အေးမင်းနဲ့နင်းယောက်ျားသဘောတူမင်းယောက်ျားကိုမသွားတဲ့သူတွေရဲ့ချီတာငါကြမင်းကိုလည်းမသွားလို့ဘုံအသက်ကိုပါဖြစ်လဲနှုတ်ပြစ်နိုင်တယ်ကွာပြောဆိုချီနှောင်ပြစ်လိုက်တယ်အဲ့တော့သခင်ခရစ်တော်သူတို့ပြောခဲ့တယ်မှာမင်းတို့ဒီမြေကြီးပေါ်မှာချီနှောင်ရင်ကောင်းဝင်ဘောကနေချီနှောင်မယ်မင်းတို့မြေကြီးပေါ်မှာဖြေလို့ရင်ငါဖြေလို့မယ်အဲ့တော့ရှီမုန်ကပေရုစီသွားတယ်ငွေထုတ်သွားပြီးတော့ကျွန်တော်လေကိုတော်တို့လက်တင်တဲ့အခါမှာအဲ့လိုဖြစ်လို့ကျွန်တော်လည်းဖြစ်ချင်တယ်ပြောတော့ပေတရုကမြင်လားမြင်တယ်မင်းဆူးညစ်တဲ့နှလုံးမင်းငွေနဲ့တို့မင်းပျက်စီးပါစေဟာရှီမုန်ကတော့အတောင်းမှမြင်ပြောမလုပ်ပါနဲ့ကျွန်တော်တောင်းမှပေးပါချက်ချင်းလေးမှာအဲ့တော့ပေတရုကဘာဖြစ်လဲအဲ့မှာတောင်းမှပေးတယ်ဆိုတဲ့သဘောပြန်ခွင့်လွှတ်လိုက်တဲ့အခါမှာရှီမုန်ကမပျက်စီးဘူးအဲ့တော့သူတို့တွေကခရစ်တော်ရဲ့တကယ့်ကိုစားပြုတကူနဲ့အလုပ်လုပ်တယ်အဲ့ဒီကာလမှာပင်လင်ရှောင်ရမယ်တစီဩဝါဒအတုအသင်းတော်ကိုတိုက်ခိုက်တဲ့အရာကစခဲ့တာဖြစ်တယ်တမန်တော်ဝတ္ထုခန်း15မှာယုံကြည်တဲ့တပါးမျိုးသားတွေကိုမောရှေပြည့်ညက်တယောက်ကြည်ရမယ်အည်ဖျားလျက်ရမယ်အဲ့ဒါမှကယ်တင်ခြင်းရောက်မယ်ဘာညာကွိကွာတယ်အဲ့ဒီမှာယွန်းနဲ့ဩဝါဒတွေဝင်းတယ်အဲ့တော့တမန်တော်တွေတိုက်ခိုက်တယ်အဲ့တော့အသင်းတော်ကိုစာလံကတစီလို့ခေါ်တဲ့မှာယွန်းနဲ့ဩဝါဒတွေနဲ့တိုက်ခိုက်တာဖြစ်တယ်နော်အကျဉ်းနဲ့တိုက်ခိုက်စရာမလိုအဲ့ဒီတစီနဲ့အဲ့တော့ကျွန်တော်ယုံကြည်တော့အရောက်ချင်းစီတတိပြုရမယ့်အရာကဖာရရှဲတဲ့တစီငါလုံးမှဟာလားကိုယ့်ရဲ့ဖြောင့်မခြင်းကိုကိုဦးစားပေးတဲ့ကိုလုံးမှပဲကိုယ့်ရဲ့ဖြောင့်မခြင်းကိုအသားတင်နဲ့နော်ကိုယ့်ရဲ့ဖြောင့်မခြင်းကိုရှီတန်းတင်နဲ့ငါဖြောင့်မအောင်လုံးမရမယ်ဆိုရက်ကိုဖြောင့်မခြင်းကိုရှာတဲ့ဩဝါဒကိုရှောင်ရမယ်ဇဒုကဲရီကဲ့သို့ဖျားပြောတဲ့စကားကိုလူအနေနဲ့လက်ခံခြင်းတလောက်ပဲလက်ခံနိုင်တလောက်ပဲလက်ခံတဲ့အယူဝါဒတွေရှောင်ရမယ်ပြီးတော့ဟီရိုကဲ့သို့ကိုခွန်အားရတဲ့အချိန်တော့ကြိုက်တယ်ဘာဖြစ်လဲဒါပေမဲ့ကိုယ်ဆုံးမလိုက်တာနဲ့ကိုယ့်ရဲ့အပြစ်ကိုဖော်ပြတာနဲ့ဘာဖြစ်လဲလုံးဝတေးရပါအမုန်းနေနဲ့မုန်းတာတွေအဲ့ဒါတွေဆိုရင်ကျွန်တော်ကဘာဖြစ်လဲတစည်းဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်ဘာလုပ်အောင်လဲယုံကြည်သူဘာလုပ်အောင်လဲဆရာမိုးဆက်ရှောင်ခိုင်းတာသခင်ဖျားရှောင်ခိုင်းတာသခင်ဖျားရှောင်ခိုင်းတာနော်သခင်ဖျားရှောင်ခိုင်းတာအဲ့တော့အဲ့ဒီမှာရှင်ပေါလုကလည်းအနှဲငယ်သောတစည်းဟာမုံစိမ့်တစ်ခုလုံးကိုဖောင်းကြွစေနိုင်တဲ့အတွက်ကြောင့်နည်းငယ်မှဘာဖြစ်လဲမခံယူနဲ့ဘာနဲ့ပိုင်းခြားမလဲကျွန်တော်တို့ကိုခေါ်တဲ့ဖယားသခင်ရဲ့ဩဝါဒတုံသင်ချမ်းနဲ့ကြိုက်မလားမကြိုက်ဘူးလားကြိုက်သလားမကြိုက်ဘူးလားမှန်သလားမမှန်ဘူးလားဆိုတော့ကိုကျွန်တော်ပိုင်းခြားရမှာဖြစ်ပါတယ်နံပါတ်2ကတော့ပြစ်ပယ်ရမယ်တစီတိကောခန်းချင်းကအပိုက်ငယ်8မှာပြစ်ပယ်ရမယ်တစီကိုဖော်ပြထားတယ်ထို့ကြောင့်ဟောင်းသောတစီ
စိုးညစ်မိုက်မဲခြင်းတစီတို့ကိုပြစ်ပယ်၍ဘာလို့ပြစ်ပယ်ရမလဲဟောင်းသောတစီဟောင်းသောအကျင့်ဟောင်းအရင်တော့ကလည်းအရက်တောက်တယ်ယုံကြည်သူဖြစ်လာတော့လည်းအရက်တောက်တယ်အရင်တော့ကလည်းကွန်စားတယ်ဆေးလိပ်တောက်တယ်ယုံကြည်သူဖြစ်လာတော့လည်းတောက်လာပဲစားလာပဲအရင်တော့ကလည်းသွားကြီးကหนีရဲလို့ဆုံးမကြီးကြာနေရပဲယုံကြည်သူဖြစ်လာတော့လည်းဆုံးမကြီးသွားတိုင်းပဲအရင်တော့အတိုင်းပဲစကားပြောဆိုလဲကြမ်းယုံကြည်သူဖြစ်လာတော့လဲကြမ်းလုံးပဲအရင်တော့လည်းဆဲတယ်ယုံကြည်သူဖြစ်လာတော့လဲဆဲတာပဲအရင်တော့ကထိခနဲ့ဆိုရန်တွေ့မယ်ငါလာမထီးနဲ့နော်ကက်ကက်လောင်ရန်တွေ့မယ်ယုံကြည်သူဖြစ်လာတော့လဲကက်ကက်လောင်ရန်တွေ့တော့မယ်နော်အဲ့လိုမလုံးနဲ့တော့တဲ့မလုံးနဲ့တော့မင်းတို့ဟောင်းတဲ့အသက်တာမှာရှိခဲ့တဲ့အရာတွေကိုပြစ်ပယ်တော့ဘာဖြစ်လို့လဲမင်းတို့ကလူသစ်ဖြစ်သွားပြီအာမင်ယေရှုခရစ်တော်အပြင်လူသစ်ဖြစ်သွားပြီဆိုရင်ဟောင်းသောအကျင့်တွေကအရာတွေပြစ်ပယ်တော့လို့ပြောတာလူသစ်ဖြစ်ဖို့ပြစ်ပယ်ခိုင်းတာမဟုတ်ဘူးလူသစ်ဖြစ်လို့ပြစ်ပယ်ရမှာဖြစ်တယ်အာမင်လူသစ်ဖြစ်ဖို့ရာအတွက်ခရစ်တော်၌လူသစ်ဖြစ်ဖို့ကျွန်တော်ဟာဟောင်းသောအရာတွေကိုပြစ်ပယ်ရတာမဟုတ်ဘူးယေရှုခရစ်တော်ကြောင့်ကျွန်တော်ကျမတို့စိုးညစ်တဲ့အပြစ်သားသည်ယေရှုခရစ်တော်အပြင်လူသစ်ဖျားသားသမီးအဖြစ်ဖျားတဲ့ကျွန်တော်ကိုတတ်မှတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့စိုးညစ်တဲ့အရာတွေဟောင်းတဲ့အရာတွေမကောင်းတဲ့အရာတွေမတန်ရှင်းတဲ့အရာတွေကိုကျွန်တော်ကပြစ်ပယ်ရမှာဖြစ်ပါတယ်အဲ့တော့ဟောင်းသောတစီစိုးညစ်မိုက်မဲခြင်းတစီကိုပြစ်ပယ်ပြီးတော့မှတစီမဲ့မုံတီးဟုသောကြည်ဖြူခြင်းသစ္စာဆောင်ခြင်းနဲ့ပွဲခံရမယ်ဟာလေလုယာကြည်ဖြူခြင်းသစ္စာဆောင်ခြင်းဘလောက်တောင်မှလှပတဲ့ခရိယံအသက်တာကိုဖော်ပြထားတယ်အဲ့တော့ပြစ်ပယ်ခြင်းတစီပြစ်ပယ်ခြင်းဆိုတာကဟောင်းသောတစီပြစ်ပယ်ခြင်းဆိုတာလူရင်းနဲ့ပြောရမယ်ဆိုအရင်အတိုင်းအကျင့်ဟောင်းအတိုင်းမပြောင်းလဲခင်ဖျားကိုမရခင်ကယ်တင်ခြင်းမရခင်ကအသက်တာအတိုင်းမကျင့်နဲ့တော့လို့ပြောတာဖြစ်တယ်အဲ့ဒါကြောင့်ကျတို့အေဖရောစာခန်းကြီး၄အပိုင်ငယ်21ကနေ31တိကိုကျတို့ဖတ်မယ်ဆိုရင်အများကြီးပဲเนาะစိတ်ဓာတ်တွေကျသွားမှမသိเนาะ21ကနေ30ဆိုတော့เนาะအဲ့ဒီမှာအပိုင်ငယ်21ကိုဖတ်ပေးခြင်းတယ်အထက်ကကျင်လည်ကြတဲ့အရာမှာလှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့်ပုတ်ပြတ်သောလူဟောင်းကိုချုပ်ပယ်၍စိတ်နှလုံးသဘောတစ်ကိုရပြီးလျင်မှန်သောဖြောင့်မတ်ခြင်းတန်ရှင်းခြင်းပါရမီအပြင်ဖယားသခင်နှင့်အတူအမျှဖန်ဆင်းသောလူတစ်ကိုယူတင်ဝတ်ဆောင်မည်အကြောင်းခရစ်တော်၏စကားကိုကြားနာရသည်ဖြစ်၍ယေရှု၌တမန်တရားရှိသည်နှင့်အညီထိုသခင်ထံ၌နီးခံကြပြီတည်းယုံကြည်သူဆိုတာဘယ်သူထံမှာနီးခံတဲ့သူလဲယေရှုခရစ်တော်စီမှာနီးခံတာခင်ဗျာယေရှုခရစ်တော်စီမှာနီးမခံရင်ခင်ဗျာကိုခင်ဗျာယုံကြည်သူလို့မတတ်မှတ်နဲ့ခင်ဗျာဖျားကြောင်တက်လဲခင်ဗျာယုံကြည်သူမဟုတ်ဘူးတကယ်ပြောတာခင်ဗျာလူငွေထည့်လဲခင်ဗျာယုံကြည်သူမဟုတ်ခင်ဗျာကိုခင်ဗျာခရိယန်လို့ပြောပေမဲ့ဖျားတဲ့ခင်ဗျာကိုခရိယန်လို့တတ်မှတ်မှာမဟုတ်ခင်ဗျာတင်လဲခင်ဗျာငရဲသွားမှာတကယ်ပြောတာကျွန်တော်တို့ကတော့လူမှုရရကောင်းငင်ကိုပို့ကောင်းပို့မှာပေါ့ယုံမယုံမှမမြင်ရတော့နော်တဘောကတော့လေပြောင်းပေါ်မှာတက်နှစ်ချင်းတွေပါလေခံဆိုတော့ကျွန်တော်ကကောင်းငင်ရောက်မယ်ဝမ်းမနေနဲ့ဆိုတော့ကျွန်တော်မိသားကျန်သူမိသားစုကိုနှစ်သိမ့်ကောင်းနှစ်သိမ့်လိုက်မယ်ဒါပေမဲ့ခရစ်တော်ထံ၌နီးခံတော်သူမဟုတ်ရင်ကျွန်တော်ကဖျားကြောင်တက်လဲလူဟောင်းမယ်လူသစ်ဆိုတာကဘယ်သူကိုပြောတာလဲဆိုတော့ခရစ်တော်ထံ၌နီးခံတော်သူဒီကနေ့ကစပြီးကျွန်တော်ကျမဘယ်လိုအသက်ရှင်ပြုမှုရမလဲဆိုတာသင်ယူတော်သူတွေတာလည်းလူသစ်တွေဖြစ်တယ်အဲ့တော့ကျွန်တော်ကခရစ်တော်ထံ၌သင်ယူသောအသက်တာယုံကြည်သူဆိုတာခရစ်တော်၌သင်ယူသောအသက်တာဖြစ်တယ်ဆိုတော့ကိုသိရမှာဖြစ်ပါတယ်အဲ့တော့ခရစ်တော်၌သင်ယူတဲ့သူတွေလူသစ်တွေကိုဘယ်လိုပြောထားသလဲဆိုတော့ထိုကြောင့်နဲ့မို့သားစကားကိုပယ်ရှား၍မှန်သောစကားကိုအချင်းချင်းတယောက်နဲ့တယောက်ပြောရင်တော့ကျွန်တော်မို့သားမပါလင်္ကာမချော white line ဆိုတဲ့စကားလုံးလေးတွေရှိတယ်နော်လိန်ဖြူပေါ့ကျမ်းစာမှာတော့လိန်ဖြူလိန်မဲမရှိပါဘူးနော်
မူသားစကားမပြောနဲ့တယောက်နဲ့တယောက်မမှန်တာကြီးလည်းမပြောနဲ့ဟုတ်တာမဟုတ်အထင်နဲ့ရှောက်မဆွဆွဲနဲ့တချို့ကိစ္စတွေဆိုရင်လေအထင်နဲ့မသိဘဲနဲ့လည်းရှောက်မဆွဆွဲနဲ့နော်အသင်းတော်ထဲမှာတယောက်နဲ့တယောက်ကစိတ်ဝမ်းကွဲစရာလည်းဖြစ်တတ်တယ်အဲ့တော့မူသားစကားကိုမပြောနဲ့ကိုတေချာမသိတဲ့အောင်မပြောနဲ့မှန်တဲ့စကားကိုပဲပြောမှန်သောစကားဆိုတာဘာကိုပြောတာလဲအဟုတ်ကိုအဟုတ်မဟုတ်ကိုမဟုတ်အဲ့ဒါကိုပြောတာကိုမှန်သောစကားလို့ခေါ်တာဖြစ်တယ်မဟုတ်ကိုအဟုတ်ကိုမဟုတ်လို့တာမှန်သောစကားမဟုတ်အဲ့ဒါမူသားစကားမသိဘဲနဲ့ရှောက်ပြောတာလဲအဲ့ဒါမူသားစကားပဲလုံးဝကိုပြောင်းလိန်ပြောင်းစားအစ်မဟုတ်ရင်လည်းပဲဟုတ်နေတဲ့စကားကိုမဟုတ်တယ်လို့ပြောမဟုတ်နေတဲ့စကားကိုဟုတ်တယ်လို့ပြောရင်လည်းအဲ့ဒါမူသားပဲအဲ့တော့ယုံကြည်သူတွေအချင်းချင်းတယောက်နဲ့တယောက်ဟာကိုသိတဲ့စကားပဲပြောမယ်ကိုသိချာသိတဲ့အရာပဲပြောရမယ်ကိုသိချာရှင်းလင်းတဲ့အရာပဲပြောရတယ်မှန်တဲ့အရာပဲပြောရမယ်မှားတဲ့အရာဆိုဒါမှားတယ်ဆိုတော့ကျွန်တော်တို့ကပြောရမှာဖြစ်တယ်ဒါကဘုရားသခင်တတ်မှတ်ပေးထားတဲ့ကျွန်တော်ပြောဆိုရမယ်စကားဖြစ်ပါမူသားစကားကိုပယ်ပြီးမှအချင်းချင်းဘာစကားပြောရမလဲမှန်သောစကားကိုပြောရမယ်လို့ပြောတယ်ပြီးတဲ့အခါမှာအမျက်ထွက်ရနိုင်အပြစ်မရှိစေနဲ့အမျက်မထွက်နဲ့လို့ပြောနော်ဆိုတော့ဘာလို့ကျွန်တော်ကလူစားတိဖြစ်တဲ့ကြောင့်အမျက်ထွက်မယ်အမျက်ထွက်မယ်စိတ်ဆိုးမယ်စိတ်ဆိုးတာအမျက်ထွက်တာအပြစ်မဟုတ်ဘူးဒါပေမဲ့အပြစ်ဖြစ်တဲ့အထီးအမျက်မထွက်နဲ့အပြစ်ဖြစ်သွားနိုင်တဲ့အထီးအမျက်မထွက်နဲ့ကျွန်တော်အရင်စိတ်ဆိုးတဲ့အခါမှာဘာလို့ပြစ်လို့လိုက်ရလဲဆဲပြစ်လိုက်လို့ရတယ်နော်ဆဲပြစ်လိုက်လို့ရတယ်ပြောပြစ်လိုက်လို့ရတယ်ကျွန်တော်အသင်းတော် group မဟုတ်ဘဲနဲ့တခြား group တစ်ခုရှိတယ်အဲ့ဒါမှာလူတစ်ယောက်ကကျွန်တော်ကိုပက်ဆဲတယ်အတန်ဖိုင်နဲ့ရောစာနဲ့ရောပက်ဆဲတယ်အဲ့ဒီမှာရှိတဲ့ဖွဲ့ဝင်တွေအားလုံးကတွေ့ပြီးပြီကြားပြီးပြီနော်ဒါပေမဲ့နောက်နိုင်ဝက်တနိုင်လဲရောက်အကုန်လုံးပါလို့လဲပြန်ဖြတ်တယ်ဖြတ်လို့ရလားဖြတ်လို့ရလား group ထဲမှာဖြတ်လို့ရတယ်ဘယ်မှာဖြတ်လို့မရလဲကျွန်တော်ဖတ်ပြီးသားကျွန်တော်ကြားပြီးသားကျွန်တော်စိတ်ထဲကသူဖြတ်လို့ရလားမရတော့ကဲစဉ်းစားကြည့်နော်အဲ့တော့အခုခေတ်မှာဆို social media မှာကျွန်တော်ရှောက်တင်ပလိုက်မယ်စိတ်ဆိုးတဲ့ချိန်ရှောက်တင်ပလိုက်မယ်ကွာရှောက်တင်ပလိုက်ပြန်ဖြတ်တွေ့ရတော့လားဒါပေမဲ့ကိုတင်တော့သူများတွေ့ထားရင်ဘာဖြစ်လဲမှတ်ထားလားမမှတ်ထားနဲ့မိသွားပြောလဲရမလားမရလုံးဝမရအေးဒီအရာတွေဖျားကြောင်မှမဖြတ်ပေးဘူးနော်ဖျားတော်မှမဖြတ်ပေးဖျားတော်မှမဖြတ်ပေးအဲ့ဒါလုံးဝမဖြတ်ပေးဘူးဘယ်ချိန်ရောက်မှဖြတ်ပေးမှလဲတလားကောင်းကင်နိုင်ငံရောက်မှဖြတ်ပေးမှာအဲ့တော့ကျွန်တော် post တင်တာစ group ထဲမှာစာရေးတာစတယောက်နဲ့တယောက်စာရေးတာစဘာဖြစ်လဲကျွန်တော်ကမှန်သောစကားတင်းလျောက်ပတ်တော့အရာပဲကျွန်တော်ကသုံးတတ်ဖို့သင်ယူရအောင်အာမင်ဒါကျွန်တော်အစာရောက်ချင်းစီလို့အပ်တဲ့အရာဖြစ်တယ်ယုံကြည်သူကိုမှားတာဖြစ်တယ်နော်သင်အုပ်ဒီပဲသင်တို့တာမန်ယုံကြည်သူရဲလို့ဆိုလိုတာမဟုတ်အားလုံးအတွက်အခုမဖြစ်လဲနောက်ဖြစ်မိနိုင်တယ်အဲ့တော့မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်တယ်ဖြစ်ပြီးရင်လည်းကျွန်တော်ပြင်ဆင်လို့ရတယ်အနာဂတ်မှာမဖြစ်အောင်ဟုတ်ပြီနော်ကဲတော့အမျက်ထွက်ရနိုင်ဘာဖြစ်လဲအပြစ်မဖြစ်စေနဲ့စိတ်ဆိုးတယ်မိမကိုစိတ်ဆိုးတယ်ဒီမိမကွာဆိုတော့ဟာလာအိမ်ပြန်လာတယ်လားခါရဲနော်တုံးချပလိုက်မယ်ရိုက်ချပလိုက်မယ်ဟာလာပါလဲကွာဆိုတာလဲဒါမှငါယောက်ျားစိတ်ဆိုးတယ်ဟာလာဆဲပလိုက်မယ်ဘာညာပေါ့ဒါပေမဲ့အဲ့တော့အရာစိတ်ဆိုးတဲ့အချိန်မှာယေရှုခရစ်တော်ရဲ့မျက်နှာကိုကြည်တတ်ပါခင်ဗျအရာစိတ်ဆိုးတဲ့အချိန်မှာယေရှုခရစ်တော်ရဲ့မျက်နှာကိုကြည်ပါအဲ့ဒီခါကျရင်ခင်ဗျရဲ့အမျက်ထွက်ခြင်းဟာအပြစ်မဖြစ်တော့ဘဲနဲ့အမျက်ပြေသွားလိမ့်မယ်အာမင်ခင်ဗျအဲ့ဒီအရာစိတ်ဆိုးဒေါသထွက်တဲ့အချိန်မှာယေရှုခရစ်တော်ရဲ့မျက်နှာကိုခင်ဗျမကြည့်ရင်တော့ခင်ဗျရဲ့အမျက်ဒေါသဘယ်အထိရောက်သွားမလဲသလားအပြစ်လုတ်တဲ့အထိဖြစ်သွားမယ်အမှားလုတ်တဲ့အထိဖြစ်သွားမယ်အဲ့ဒါကိုပြောတာဒါပေမဲ့ဖျားမျက်နှာကြည့်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲလမ်းကြောင်းပြန်လှည့်လာတယ်ဟုတ်တယ်မလား
ခါကြမိသားစုတွေမှာလည်းပဲနော်တင်းအုပ်ဆရာကျွန်တော်မှန်တိုင်းပြောမနော်ဆရာမလည်းရှိတယ်ကျွန်တော်ကြွယ်ရမှာမပြောတက်ပြောတာဆရာမနဲ့ကျွန်တော်နဲ့လည်းလင်မယားဆိုတော့ညှိရတယ်ကျွန်တော်ယူကားဆောင်စဆရာမကရှုကလေးကိုင်းထွက်သွားတာထွက်သွားတာဆယ်ရောမလေးကျွန်တော်လည်းတော်စိတ်ဆိုးတယ်သူလည်းစိတ်ဆိုးတယ်လေနှစ်ယောက်လုံးမှန်တယ်လေစိတ်ဆိုးတာနော်အဲ့တော့ကျွန်တော်ဆူတောင်းတယ်နော်ဆူတောင်းကိုရောဘယ်လိုလဲကျွန်တော်အရင်စိတ်ဆိုးတယ်ကိုရောဒီချိန်မှာကျွန်တော်ဘာမှမလုပ်ချင်ဘူးသူရောက်ချင်တဲ့နေရာရောက်ကွာဟလာအဲ့တော့တင်းဥစ္စာလင်များတယ်မလို့ပြတ်တာမရှိဘူးမထင်နဲ့နော်အမေညှိနေရတာချော့နေရတာနော်တခါညှိတခါချော့အစင်ပြင်းပူချစ်လာတယ်အဲ့လိုတော့ရှိတာနော်သပူနားလေလာအဲ့တော့ရှုကက်လေးနဲ့တော့မြင်အောင်ပါသေးတယ်အဲ့တော့ပိန်လေးနော် slim လေးပေါ့နော်တော်တော်လှပါတယ်ခုချိန်မှာတော့အဲ့လောက်ခရီးဝီသွားနိုင်မှာမထင်ဘူးနော်ခုချိန်မှာစနော်လာဟောတယ်နော်လမ်းတဝက်လောက်နဲ့ပြန်လာမထင်နဲ့အဲ့ဒီကတော့တော်တန်နေသလားဝေးကြီးရောက်သွားတာဝေးကြီးရောက်သွားတယ်အဲ့တော့ကျွန်တော်ဆူတောင်းတော့ကျွန်တော်လည်းစိတ်ဆိုးတယ်လေသူတယောက်ပဲစိတ်ဆိုးတာမဟုတ်လေသိမလားအဲ့ကျွန်တော်ပဲသွားလို့လေသူကြတော့စိတ်ဆိုးထွက်သွားတာအဲ့တော့ကိုရောစိတ်ဆိုးတော့ဖះစကားပြောပြီမင်းလည်းစိတ်ဆိုးတယ်ဒါပေမဲ့အပြစ်မဖြစ်စေနဲ့ဟမ်ကျွန်တော်ထွက်သွားတာမှမဟုတ်တာကိုရောစိတ်တဲ့နေလေကျွန်တော်ထွက်သွားတာမှမဟုတ်တာဒါပေမဲ့မင်းကယောက်ျားမင်းသွားမချော်ရတာမင်းအပြစ်ဖြစ်မယ်ဟာအဲ့တော့မာမဘာဖြစ်လဲသွားချော့ကျွန်တော်သွားချော့လို့မှ तू စိတ်မပြေအဲ့လားသူ့အဖြစ်ဖြစ်သွားမှာကျွန်တော်ကဘာဖြစ်လဲဖះရှိမှာအပြစ်လွတ်မှာတဲ့မလားအဲ့တော့ကျွန်တော်စိတ်ဆိုးတဲ့ဟာကိုဖះရှိမှာဝန်ချတယ်ဖះရှိမှာပေါက်ကွဲလိုက်တာကိုတော့ကျွန်တော်လည်းမခံနိုင်ဘူးကျွန်တော်လည်းစိတ်ဆိုးတယ်ဒါလေးများထွက်သွားเสียလားဘာညာတွေဟောနော်ဆိုတော့အဲ့တော့ဘုရားကသွားချော့စိတ်နှလုံးသားထဲမှာအဲ့လိုစကားပြောတာကျွန်တော်ပြန်ပြောတယ်ဘုရားစိတ်ထဲနေပဲနော်အဲ့တော့ကိုတော့ဒါကြီးတော့ဒါတရားနည်းနည်းများတယ်နော်ကိုလည်းမှားတယ်လို့မင်းသွားမချော့မင်းအဖြစ်ဖြစ်သွားမယ်ဟာဒါဆိုတော့အမျက်ထွက်လို့ရလားအမျက်ထွက်ဖြစ်လားထွက်ဖြစ်တယ်အပြစ်မဖြစ်ဖို့လို့တယ်အဲ့တော့ကျွန်တော်တော့ပဲလေအမြန်ကာရိယူစနိုခါရကီယာထိုး high spin amount အဝေးကြီးသွားမလဲလေနော်သွားအဲ့လေနော်ဆိုတော့တစ်ညနာမနဲ့လေတစ်ရစားလားကျွန်တော်စိတ်ပြေသွားပြီလမ်းတွဲရောက်တာနဲ့သိလားအဲ့တော့ဖះကောင်းမြတ်တယ်ဖះကျွန်တော်ကိုကူညီပေးတယ်ဆိုတာလေအဲ့တော့ကားမောင်းနဲ့လေ तू မတွေ့ခင်တဝက်လောက်ကျွန်တော်စိတ်ပြေသွားတယ်သူ့ဘောမှာစိတ်မဆိုးတော့ဖះကူမအချင်းဆိုတာလေအဲ့တော့ तू နားရောက်တော့ကျွန်တော်ရှိချင်နေပြီ तू စင်းနော်အဲ့ဒါတစ်ဆက်လာမကြည့်ဘူးအမေလာမကြည့်သူတည်တယ်နော်ဒါလည်းမကြည့်ဘူးအဲ့ဒါနဲ့အဲ့တစ်ဆက်ဟဲ့မကြည့်သွားတော့မယ်သူ့နားလေးရောက်လဲဟာသူဘာမှပြောတစ်ဆိုတက်လေစမ်းသူလည်းပြုံးလို့ရီတော့ပြန်တက်တာပါပဲအဲ့တော့သူလည်းဘာဖြစ်လဲအပြစ်မဖြစ်တော့ဘူးလေစိတ်ဆိုးတော့မှဘာဖြစ်လဲကီလိုဝက်လောက်တော့ရောက်သွားတော့မီတာ900လောက်တော့စိတ်ဆိုးလိုက်တာပေါ့အဲ့ပြောချင်တာစိတ်ဆိုးတတ်လားလူကစိတ်ဆိုးတတ်လားဆိုးတတ်တယ်ဒါပေမဲ့ဘာမဖြစ်ဖို့လို့ရလဲအပြစ်မဖြစ်ဖို့အပြစ်မဖြစ်ခင်သခင်ယေရှုရဲ့မျက်နှာကိုကြည့်အောင်ဟာလေလုယာအဲ့တော့ခမရအရင်စိတ်ဆိုးတဲ့ချိန်မှာသခင်ယေရှုမျက်နှာကိုကြည့်ဘာလို့သခင်ယေရှုမျက်နှာကြည့်လို့ကျွန်တော်ပြောချင်တာဆိုသခင်ယေရှုခံရတယ်လို့ခမရတို့သူမလုပ်သေးဘူးလေခမရခံရတာသခင်ယေရှုခံရတာ ਨੇ နှိုင်းကြည့်လိုက်ပါအာမင်အဲ့ဒီခါကျမှခမရကသခင်ယေရှုမဆာခြင်းအားဖြင့်အဲ့ဒီအမျက်ကိုကူတာနိုင်မှာဖြစ်ပါတယ်အမျက်ထွက်ရနိုင်ဗါတယ်လေအပြစ်မဖြစ်စေနဲ့အမျက်မပြေပဲနေမဝင်စေနဲ့နေရပြောမှာပေါ့ငါနေဝင်ပြီးမှအမျက်ထွက်တာ
ယုံကြည်သူတွေကတလွဲဆိုတိတ်တက်တာလေကျန်းစာတဲ့အမျက်မပြေပဲနေမဝင်စေနဲ့လို့ပြောအဲ့တော့ငါနေဝင်ပြီးမှပဲမျက်ထွက်တယ်အဲ့တော့ဘာဖြစ်လဲနောက်နေ့ထိစိတ်ဆိုးလို့ရတယ်ပေါ့နော်မဟုတ်ပါဘူးပြောချင်တာကအမျက်မပြေပဲနေမဝင်စေနဲ့ဆိုတာကနေမဝင်ခင်လေးမှာအမျက်ထွက်ရင်တောင်မှနေမဝင်ခင်လေးနော်သူဒီကျမ်းစာရဲ့စကားလုံးပြောချင်တာကနေမဝင်ခင်လေးမှာစိတ်ဆိုးရင်တောင်မှဒီအကူပြောင်းလေးတစ်ခုကိုနေဝင်တော့မယ်အဲ့ဒီချိန်မှာပြီးအောင်လို့အမြန်ဆုံးအဲ့ဒီအမျက်ကိုပြီးအောင်လုပ်ပါလို့ပြောတာဖြစ်တယ်။ဘာဖြစ်လို့လဲအဲ့ဒီအမျက်ထွက်ခြင်းကသင်ရဲ့စိတ်နှလုံးသင်ရဲ့စိတ်ဝိညာဉ်နောက်ဆုံးသင်ရဲ့ကိုယ်ကာယအထိအသွေးသားထိတွားပြီးထိခိုက်နိုင်တယ်။အာမင်။ဒါကြောင့်အမျက်မပြေပဲနေမဝင်စေနဲ့လို့ပြောတာဖြစ်ပါတယ်။မာနကိုအခွင့်မပေးကြနဲ့။ကဲဒါဆိုရင်မာနကိုအခွင့်မပေးနဲ့။ဒါလေးအမှန်တမ်းအရေးကြီးတယ်။မာနကိုအခွင့်ပေးတယ်ဆိုတာဘာကိုပြောတာလဲ။ခုနပြောတဲ့အရင်တုန်းကအကျင့်ဟောင်းတိုင်းပဲဆက်ကျင့်မှန်သောစကားပြောရမယ်သိပြီမယ်မှားသောစကားကိုပြောတယ်မတိချတဲ့အရာတွေပြောတယ်ဟာလာကွဲပြားစီမဲ့စကားတွေပြောနေဆိုအဲ့ဒါကိုကဘာဘု து နေရာပေးလိုက်တာမာနကိုနေရာပေးနေမာနကိုဖိတ်ခေါ်နေတာအမျက်ကိုမပြေအောင်လုပ်နေတယ်အမျက်မထွက်နဲ့လို့ပြောတော့အမျက်ထွက်တဲ့ချိန်မှာသခင်ယေရှုကိုမကြည်ပဲနဲ့ကိုယ့်ရဲ့အမျက်ဒေါသအတိုင်းပဲ separate ကင်တွဲမယ်ဆိုဘု து နေရာပေးတာလေမာနကိုနေရာပေးတာဖြစ်တယ်မာနကိုနေရာပေးမာနကဘာလို့တက်လဲသူ့ရဲ့အလုပ်ကပါလေမာနရဲ့အလုပ်ကပါလေခိုးခြင်းတတ်ခြင်းဖြည့်ဆည်းခြင်းမဲ့ဒီသုံးခုပဲအဲ့တော့မာနကိုတင်နေရာပေးရင်သင်ရဲ့မိသားစုသင်ရဲ့အသက်တာထဲမှာခိုးလို့ရတယ်များ तू ခိုးမယ်ဖြတ်လို့ရတယ်များ तू ကဖြတ်မယ်တတ်လို့ရတယ်များ तू ကတတ်တော့မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကအမျက်မပြေပဲနေမဝင်စေဖို့အမျက်ထွက်တဲ့အခါမှာအပြစ်မပါစေဖို့မှန်သောစကားပြောမယ်ဆိုမှားသောစကားပြောတာမဖြစ်မိဖို့အဲ့ဒါလေးဆိုရင်ကျွန်တော်ဘယ်သူနေရာပေးတာလဲမာနကိုနေရာပေးတာအခွင့်ပေးတာဖြစ်သွားတယ်ဒါကြောင့်အဲ့ဒီမာနကိုအခွင့်ပေးတဲ့အရာကကျွန်တော်တွေမလုပ်ဖို့ထပ်ပြီးပြောတာဒီမှာခိုးတတ်တော်သူဒီနောက်တစ်ဖန်မခိုးပဲခိုးတတ်တဲ့သူရှိနိုင်လားရှိနိုင်တာဗောကျွန်တော်မပြောင်းလိုက်ခင်ဖျောင်းမသိခင်မှာကျွန်တော်ခိုးတတ်နိုင်တယ်ဒါပေမဲ့ခရစ်တော်ကိုယုံကြည်လက်ခံတော်သူဖြစ်ပြီဆိုရင်နောက်တစ်ဖန်ပါတယ်လေမခိုးပဲနဲ့ဘာလို့ဖို့လဲဆိုတော့တဲ့စင်ရတော်သူအပိကံဝေငှရန်ရှိစေခြင်းငှာကိုယ်တိုင်မခိုးတော့ယုံတယ်မကပဲနဲ့စင်ရတော်တွေကိုစင်ရတဲ့သူတွေကိုပိကံဝေငှเสียရှိတဲ့သူဖြစ်အောင်တဲ့မိမိလက်နဲ့ကိုကောင်းသောအလုပ်ကိုလှုပ်ဆောင်အားထုတ်စေဘာလို့ခိုင်းတာလဲလှုပ်ဆောင်အားထုတ်ကြိုးစားပြီးလှုပ်ပါလို့ပြောတာကြိုးစားပြီးအလုံးလုံးယုံကြည်သူကအဲ့ဒါကဘာအတွက်လဲကိုယ်တိုင်ကမခိုးယုံတင်မကပဲနဲ့ပေးကမ်းနိုင်တော်သူဖြစ်အောင်အာမင်ယုံကြည်သူသင်တို့အရောက်ချင်းစီသည်ပေးကမ်းနိုင်မဲ့သူဖြစ်ရမယ်ဟာလေလုယာသင်ဟာပေးကမ်းတော်သူရယူတော်သူမဖြစ်ရအောင်ခိုးတော်သူလည်းမဖြစ်ရအောင်သူတို့ကအချောင်ပေးတဲ့ဟာလောက်ကိုမက်မောနေရမယ်သူလည်းမဟုတ်ဘူးလူမှုကယ်ဆယ်ရေးအဖွဲ့တွေကလာပြီးပေးမယ်အဲ့ဒါတွေမမက်နဲ့သင်သည်ပေးတော်သူဖြစ်ရမယ်ဟာလေလုယာသင်ကိုသင်ခံယူပါကျွန်တော်ကျမဟာယူတော်သူမဖြစ်ရအောင်ဆရာကငါတို့ဘာကူညီမလဲဟာလားမဖြစ်ရအောင်ငါတို့ဆရာကငါတို့က support မယ်ကွာငါတို့စင်ရသားတွေလည်းငါတို့ပေးကားမယ်ကွာအမှုတော်မှာငါတို့ထောက်ပံ့မယ်အဲ့လိုကျွန်တော်ခံယူရမှာဖြစ်တယ်အာမင်ဘာဖြစ်လို့လဲကျွန်တော်ဖယားသားသမီးတွေဖြစ်တယ်ကြွယ်ဝတဲ့ဖယားရဲ့သားသမီးတွေဖြစ်တယ်သင်ရဲ့လက်ရှိချင်းတွေကိုမကြည့်နဲ့အဲ့တော့သင်နဲ့ကျွန်တော်ဒီစင်ရတော်သူကိုလည်းပေးကမ်းနိုင်တော်သူဖြစ်အောင်ကျွန်တော်တို့အဲ့ဒီနှလုံးသားမွေးမယ်အဲ့လိုမွေးပြီးတော့ကျွန်တော်ကြိုးစားအားထုတ်မယ်ဖယားကကျွန်တော်ကိုကောင်းချီးပေးမယ်ကျွန်တော်လှုပ်ဆောင်တဲ့နေရာမှာအောင်မြင်ခြင်းအသီးပွင့်နေဖယားကကျွန်တော်ကိုပေးမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာတဲ့ညင်ညိုးသောစကားတစ်ခုကိုမြတ်သင်တို့နှုတ်ထဲကမထွက်စေနဲ့ဟာဒါအရန်ခွာရကိုချစ်ဆွေးညွှန်းတဲ့တခါတော့စကားပြောတော့သူကဘာပြောလဲဆိုတော့သူနှုတ်ကလည်းအစဲတလိုင်းမဲတဲ့ကျွန်တော်ရဲ့တန်ရှင်တော်စာအုပ်ထဲမှာတော့မှအဲ့ဒါလေးကိုထည့်ထားတယ်
သူမှတ်မိလားတော့မသိဘူးနော်အဲ့တော့အရှင်တို့အစဲတလိုင်းဆဲမဲ့တတ်မဲ့အော်မဲပဲသူမိမတော့မသူကြောက်နေရတာနော်ဆဲမဲ့ပဲမဆဲရင်အစင်မပြေဘူးပါဇက်ဟာလားဒါပေမဲ့ယုံကြည်သူဖြစ်လာတဲ့အခါမှာအဆဲရမထွက်တော့သားသမီးလည်းမဆဲတော့ဘူးမိတ်ဆွေတွေလည်းမဆဲတော့နော်စကလုံးတွေကပြောင်းလဲလာတယ်အာမင်အဲ့လိုဖြစ်ရမယ်နော်ကျွန်တော်စကလုံးနဲ့ဒီပါဇက်ကဖခင်ရဲ့ကောင်းမြတ်ခြင်းထွက်ရမယ်ဖခင်သခင်ကောင်းမြတ်တယ်အာမင်ဖခင်ကောင်းမြတ်တယ်ဆိုတော့ထွက်ရမယ်ညဉ့်ညိုးတဲ့စကားကိုသင်တို့ထဲမထွက်ပဲကြားနာတော့သူအကျိုးကိုပြုစုဖို့တိဆောက်เสียစကားကိုသုံးပါလို့ဖော်ပြထားတယ်အဲ့ဒီပြောင်းပြန်ဆွင်ပါဖြစ်လဲဆိုတန်ရှင်တော်ဝိညာဉ်တော်စိတ်နာခြင်းဝမ်းနေတယ်အဲ့ဒါလည်းမဖြစ်ဘူးဝိညာဉ်တော်ဝမ်းနေတယ်ခင်ဗျာတပတ်တစ်ခါဖခင်ရောက်မှာဝိညာဉ်တော်စင်သက်ပါဝိညာဉ်တော်ကျွန်တော်ကိုပါရဘယ်တော့ပဲပြောအဲ့ဒီအရာတွေပေါ်မှာခင်ဗျာမပြင်ဆင်ဘူးဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကဝမ်းနေတယ်နာကျင်တာစိတ်မနာစင်းလို့ဆိုတော့ तू ဝိညာဉ်တော်ကလေနာကျင်ဝမ်းနေပြီဝိညာဉ်တော်အသေးကွဲတယ်ကွာပြောမှဆိုတော့တကယ်ပြောတာခင်ဗျားတို့ကျွန်တော်အတွဲဝိညာဉ်တော်အသေးကွဲတယ်အဲ့လိုမဖြစ်စင်နဲ့လို့နှုတ်ကပတ်တော်ကဖော်ပြထားတာဖြစ်တယ်အဲ့တော့ကျွန်တော်နံပါတ်1ရှောင်ရမယ့်တစီကျွန်တော်ပြစ်ပယ်ရမယ့်တစီနံပါတ်3မပူဇော်ရသောတစီဓမ္မဟောင်းကာလမှာဆိုရင်မပူဇော်ရမယ့်တစီဖော်ပြထားတယ်3မျိုးနံပါတ်1ကပတ္တခါပွဲမှာတစီမပါရပတ္တခါပွဲမှာတစီမပါနံပါတ်2ရစ်ကောင်ရဲ့အသွေးရစ်ကောင်ရဲ့အသွေးမှာလုံးဝတစည်းမထည့်ရအောင်မီးနဲ့ပူဇော်တဲ့နေရာမှာတစည်းလုံးဝမပါရအောင်ဆိုလိုတာကပတ္တခါတီယေရှုခရစ်တော်ရဲ့အသေးခံခြင်းယေရှုခရစ်တော်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းကိုပြောတာဖြစ်တယ်အဲ့ဒါလုံးဝတစည်းမပါရအောင်ယေရှုခရစ်တော်ဘယ်ဖြစ်တယ်ကယ်တင်ခြင်းဆိုတာကျွန်တော်လူရဲ့အကျင့်လူရဲ့ကြိုးစားအားထုတ်မှုလူရဲ့ကောင်းခြင်းမကောင်းခြင်းတစ်ခုမှမပါဘူးယေရှုခရစ်တော်ရဲ့အသေးခံခြင်းအသွေးသွင်းခြင်းရှင်ပြန်ထမြောက်ခြင်းခရစ်တော်ဤကယ်တင်ခြင်းတာလင်ယာနှုံးပြဖြစ်ပါတယ်အာမင်ပြီးတဲ့အခါမှာရစ်ကောင်ရဲ့အသွေးတော်ဒီရစ်ကောင်ရဲ့အသွေးဆိုလည်းယေရှုခရစ်တော်ရဲ့အသွေးကိုပဲဆိုလိုတာဖြစ်တယ်အဲ့ဒီရစ်ကောင်ရဲ့အသွေးကအပြစ်လွတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းအတွက်လည်းရစ်ကောင်ရဲ့အသွေးဖြစ်တယ်အဲ့ဒါကိုပူဇော်ရတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေကခွင့်လွတ်ခြင်းခံရဖို့ရန်အတွက်လည်းယေရှုခရစ်တော်ရဲ့အသွေးတော်ပဲဖြစ်ပါတယ်။အော်ငါဆယ်ဖို့ဒီဘမှန်ထဲတဲ့အတွက်ကြောင့်ငါအမှားတဲ့ဟာတွေဖျားခွင့်လွတ်မှာပါ no မဟုတ်ဘူး။ဖျားရဲ့ခွင့်လွတ်ခြင်းဖျားသခင်ရဲ့တင့်အပေါ်မှာခွင့်လွတ်ခြင်းနှစ်သက်အားရဆုံးမဲ့ခြင်းကိုခံရဖို့ရန်အတွက်လည်းပဲယေရှုခရစ်တော်ရဲ့အသွေးတော်ကိုပဲအမိပြုပါ။သင်မှားသွားတဲ့အခါရှိလိမ့်မယ်မမှားတတ်တဲ့ယုံကြည်သူမရှိဘူးကျွန်တော်ကစအရောက်ချင်းစီမှားတတ်တဲ့သူတွေပဲစကားအပြင်လည်းမှားတတ်တယ်အသက်ရှင်ခြင်းပြုမှုကြလည်းပြင်လည်းမှားတတ်တယ်ဒါပေမဲ့စုံလင်သောအရွယ်ရောက်တော့အဲ့ဒီအမှားတွေဘာဖြစ်လဲနင်းလာတာပေါ့ကင်းစင်လာတာပေါ့အဲ့တော့ကျွန်တော်မှားတဲ့အခါမှာယေရှုခရစ်တော်အသွေးတော်အပြည့်ပြုပြီးတော့မှဖခင်သခင်ထံတော်မှာတိုးဝင်ချင်းကပ်ပြီးတော့မှအသွေးတော်အားဖြင့်ဖခင်သခင်ဂရုဏာကိုတောင်းခံပါနော်ကိုရောကျွန်တော်ပတ်တိုင်းဖျားကြောင်သွားတယ်ကျွန်တော်မှုတော်ထဲမှာလည်းပါဝင်တယ်ကျွန်တော်ခွင့်လွတ်ပါပါနော်မဟုတ်ဘူးဖခင်သခင်ခွင့်လွတ်ခြင်းနဲ့ဖခင်ရဲ့ဂရုဏာတော်ဖခင်ရဲ့ကျေးဇူးတော်ဖခင်ရဲ့ဆုံမဲ့ခြင်းဟာယေရှုခရစ်တော်ရဲ့အသွေးတော်၌ရှိတော်သူပဲဖြစ်ပါတယ်နံပါတ်3မီးနဲ့ပူဇော်တကာပြုတဲ့အခါမှာတစည်းမပါရအဲ့ဒါကကိုးကွယ်ခြင်းကိုပြောတာဖြစ်တယ်ဖခင်ကိုကျွန်တော်ကိုးကွယ်တဲ့အခါမှာကိုးကွယ်ခြင်းမှာတစည်းလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့အစွမ်းအစကျွန်တော်ရဲ့မှာပိုင်ဆိုင်တဲ့ကျွန်တော်တော်ချင်းတက်ချင်းတွေကိုအမိပြုပြီးကိုးကွယ်လို့မရအောင်ခရစ်တော်ပဲဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းအဲ့ဒါကြောင့်သာလင်းဆိုတဲ့ခရစ်တော်ရဲ့လှုပ်ဆောင်ပေးမှုကိုသာအမိပြုပြီးဖခင်သခင်စီတိုးဝင်ခြင်းကတာဖြစ်တယ်အာမင်အဲ့ဒါတွေဟာကျွန်တော်မပူဇော်ရတော့တစီဖြစ်ပါတယ်ဒါပေမဲ့ပူဇော်ရတော့တစီကပါလဲဆိုနံပါတ်1ဝိပုယအခန်းကြီး9အပိုင်းငယ်7ကနေ73ကျွန်တော်ဖတ်ပေးခြင်းနဲ့ဂျေဇုတော်ဝန်ခံဖို့ရာပူဇော်လင်ဂျေဇုတော်ဝန်ခံရာရစ်နှစ်တကွစီရောသောတစီမဲ့မုံပြာစီနှစ်လုံသောတစီမဲ့မုံကျွတ်
စီရောသောမုံညံ့နှင့်လှုပ်၍ကြော်သောမုံပြားတို့ကိုပူဇော်ရမည်ထိုမုံပြားမှတပါမိတ္တဟာယပူဇော်တကာနှင့်ဆိုင်သောကျေးဇူးတော်ဝန်ခံရာရစ်နှင့်တကွတစီးပါသောမုံကိုလည်းပူဇော်ရမည်နော်တစီးပါသောမုံကိုဘယ်မှာပူဇော်ခွင့်ပေးတယ်လဲဆိုတော့မိတ္တဟာယပူဇော်တကာမှာမိတ္တဟာယပူဇော်တကာအဲ့ဒီမှာတစီးပါလို့ရသွားပြီတစီးဆိုတာပါလေဒီမှာပြောတဲ့တစီးဆိုတာတင့်မှာရှိပြီးသားအရာတွေပြောတာဖြစ်တယ်ဆိုပါစို့ယုံကြည်သူတွေကပါသူယုံကြည်သူမဖြစ်ခင်မှာကီးဘုတ်တီးတော်တာလည်းဖြစ်နိုင်တယ်ဒရမ်တီးတော်တာဖြစ်ဂီတာတော်တာလည်းဖြစ်သချင်းဆူတော်တာလည်းဖြစ်နိုင်တယ်နော်ပြီးတော့မှလူတွေကိုအဲ့ခန္ဓာတော်တာလည်းဖြစ်နိုင်တယ်ဟာလားအလုံးလုံးတာတွေဟွာဒီဟာတွေလုံးတတ်တာတွေပယံနေဖျားချောင်းလုံးတာတွေဘာညာဟာလားလက်သမားအလုံးလားထမင်းချက်ပြုတ်ရေးလားအဲ့ဒါတွေတော်တာလည်းဖြစ်နိုင်တယ်အဲ့ဒါဟာပါလေတစီသူ့မှာရှိပြီးသားပါပဲလေတစီဒါပေမဲ့အဲ့ဒီသူလှုပ်တဲ့သူတတ်တဲ့အရာတွေဟာဖယားကသူ့ကိုလက်ခံဖို့ကူးကွယ်ခြင်းမှာအမိပြုလို့မရအောင်ကယ်တင်ခြင်းရဖို့ရအတွက်လည်းအဲ့ဒီသူ့ရဲ့တော်ခြင်းတတ်ခြင်းတွေတစ်ခုမှသုံးလို့မရအောင်ဒါပေမဲ့သူကယ်တင်ခြင်းရပြီးတဲ့အခါမှာဂျေဇုတော်ကိုဝန်ခံပြီးတော့မှအိုးငါဟာအပြစ်သားဖြစ်တယ်ဒါပေမဲ့သခင်ယေရှုရဲ့ဂျေဇုတော်ကြောင့်ဖယားသခင်ဂျေဇုတော်တက်ကြောင့်ငါဒီအပြစ်လွတ်တယ်ငါဟာဘာမှမဟုတ်ဘူးငါမှာဖယားသခင်ဂျေဇုတော်ကြောင့်သာလင်ဖြစ်တယ်ဆိုတော့ဂျေဇုတော်ကိုမှန်ကန်စွာနားလည်ဝန်ခံပြီးတော့မှဖယားကိုပြန်ပြီးတော့မှပူဇော်ခြင်းနဲ့ဆိုရင်မိတ္တဟာယဖွဲ့ခြင်းနဲ့ဆိုရင်ခုနပြောတဲ့သူ့မှာရှိပြီးသားတတ်ပြီးသားအရေးချင်းတွေအားလုံးကိုဖယားကလက်ခံဟုတ်ပြီနော်နားလည်လားမသိဘူးနော်မယုံကြည်သူတယောက်ကတချင်းလာဆိုတယ်ဖယားတချင်းဆိုတယ်ဖယားခွန်အားမရဖယားလက်မခံရတာဒါပေမဲ့သူယုံကြည်ပြီးပြောင်းလဲပြီးတော့ကျေးဇူးတော်ဝန်ခံပြီးတော့မှသူကျွမ်းကျင်တဲ့အဆူနဲ့ဖယားကိုချီးမွမ်းရင်အဲ့ဒီအရာဖယားလက်ခံတယ်အဲ့ဒါကြောင့်ဟေဘရဲစာခန်း73အပိုင်ငယ်15မှာထို့ကြောင့်ငါတို့ဒီဖျားငယ်ဂျေဇုတော်ကိုဝန်ခံလျက်အရင်ဆုံးပါဝန်ခံရမယ်ဂျေဇုတော်ကိုဝန်ခံရမယ်ဂျေဇုတော်ဝန်ခံလျက်နှခမ်းအသီးတည်းသောချီးမွမ်းခြင်းရှိကိုသခင်ယေရှုခရစ်အားဖြင့်ဖျားသခင်ရှေ့၌အစဉ်ပူဇော်ကြကုန်အားဆိုပြီးမှဖော်ပြထားတယ်အဲ့ဒါကြောင့်ကျွန်တော်ဝုပြုရာအခန်း2အပိုင်ငယ်7မှာခုနအစပိုင်းမှာဖတ်သွားပြီးဦးတီးသောအတီးပူဇော်တဲ့အခါမှာပြားရည်နဲ့တစည်းကိုပူဇော်ခွင့်ပေးတယ်ဒါပေမဲ့မီးရှုရာရစ်ပလင်ပေါ်မှာတော့တင်လို့မရဘူးမီးရှုရာရစ်ပလင်ဆိုတာယေရှုခရစ်တော်ပြောတာဖြစ်တယ်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းယေရှုခရစ်ရဲ့ပြင်ရင်တရားကိုပြောတာဖြစ်တယ်ဒါပေမဲ့ထိုယေရှုရဲ့ကျေးဇူးတော်ကိုကျွန်တော်ကမှန်ကန်စွာဝန်ခံရင်ဝန်ခံခြင်းနဲ့ဖယားကိုမိတ္တဟာယပြန်ဖွဲ့ရင်ကျွန်တော်တို့မှာရှိတဲ့ကျွန်တော်တီးတတ်တဲ့အရာတွေစူတတ်တဲ့အရာတွေပြောတတ်တဲ့အရာတွေကျွန်တော်ထမင်းချက်တတ်တဲ့အရာတွေနော်ကျွန်တော်အတီးတီးမှာပါဝင်လှုပ်ဆောင်တဲ့အရာတွေအားလုံးဟာဂျေဇုတော်ကိုဝန်ခံပြီးလုပ်ရင်အကုန်လုံးဟာပူဇော်တကာရစ်ကဲ့သို့ဖယားသခင်ကလက်ခံလာတယ်ဟာလေလုယာဒါကြောင့်ညီကောင်တို့အယောက်ချင်းစီသင်ပကံစီးတဲ့အချိန်မှာလည်းပဲအိုးငါဟာယေရှုခရစ်တော်ရဲ့ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းရတယ်အပြစ်ကလွတ်တယ်ငါ့ကိုဖယားသားမြစ်ဖြစ်စေတယ်ငါကောင်းတဲ့အမွေခံရတယ်ငါဟာထာဝရလွတ်မြောက်တော်သူဖြစ်တယ်သခင်ယေရှုဂျေဇုတော်ကြောင့်ဖြစ်တယ်ဆိုတော့ကိုဝန်ခံပြီးမှဖယားအတွက်ငါဒါလေးငါလုပ်ပေးနိုင်တာဒီလောက်လေးပဲဆိုရယ်နှလုံးသားနဲ့လုပ်ရင်တင်ပကံစီးတာပင်လေဖယားသခင်ရှိမှနှစ်သက်ဖွယ်သောပူဇော်တကားကဲ့သို့ဖြစ်လာတယ်တင်ပါပဲလို့အရင်ဆုံးပါဝန်ခံရမလဲဂျေဇုတော်ကိုဝန်ခံငါကြီးပဲလို့ရတယ်စားခြင်းလို့စားဘယ်လိုမှမလဲတိုင်းထားကြတယ်ငါကြီးပဲတန့်ရှင်းလဲငါကြီးပဲစနာဂျေဇုတော်ကိုဝန်ခံခြင်းတော့ဘာဖြစ်လဲလှုပ်ဆောင်ပါကျွန်တော်တို့ရှိတဲ့အရေးချင်းနဲ့အားလုံးဟာဖယားသခင်ကမတုံးချင်တာမဟုတ်ဘူးတုံးချင်တယ်ဒါပေမဲ့
ကျေးဇူးတော်ကိုဝန်မခံရင်အလကားပဲမသုံးဘူးကျေးဇူးတော်ကိုဝန်ခံပြီးအသုံးခံရအောင်လို့အားပေးခြင်းနဲ့ယောမစာခန်းစနစ်အပိုင်းငယ်1နောက်ဆုံးဘယ်နှခေါက်နောက်ဆုံးမလဲတော့မသိဘူးနော်ယောမစာခန်းစနစ်အပိုင်းငယ်1ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဖျားသခင်နှစ်သက်ဖွယ်သောလက္ခဏာနှင့်ပြည့်စုံသောရစ်ကိုသင်တို့သည်ပူဇော်၍မိမိကိုခန္ဓာကိုဖျားသခင်အားဆက်ကပ်ခြင်းတည်းဟုသောသင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းဖျားသခင်ဂရုဏာတော်ကိုထောက်ထား၍သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏သခင်ရှုခရစ်ယေရှုတော်ကြောင့်သာလင်ငါသည်အပြစ်လွတ်တဲ့ဖျားသားမည်ဖြစ်တယ်မထိုက်တန်သောသူကထိုက်တန်သောသူဖြစ်စေတယ်ယေရှုတော်ကိုဝန်ခံမြမှာကိုဖျားကိုပြန်လဲဆက်ကပ်ပူဇော်ရအောင်လို့အားပေးခြင်းနဲ့အာမင်ကျွန်တော်တီးခတ်တဲ့သူတွေလာပြီးတော့မှကျွန်တော်ပြန်လဲပြီးတော့မှတော့ကျွန်တော်အသက်တာမှာယေရှုတော်ကိုအောင်မြင်ဝန်ခံတဲ့အတူတူကဖျားရှင်ကိုချီးမွမ်းရအောင်